ဒါဆိုရင်ကျမတို့ဒီနေ့ကကြတော့ဖုန်းသုံးခြင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ topic လေးတစ်ခုသွားကြရအောင် talking about phone habit ဖုန်းသုံးတဲ့အလေးအကျင့်ပေါ့နော်ဖုန်းသုံးတဲ့အလေးအကျင့်အမူအကျင့်တွေနဲ့ပတ်သက်ပြီးလေ့လာကြည့်အောင်ဒီမှာတော့ vocabulary ကနည်းနည်းတယ်ပေါ့နော် so introduction မှာဆိုရင် Neil and Baker have a real conversation in easy English about phone habits Neil နဲ့ Baker ကကျတော့ phone habits နဲ့ပတ်သက်ပြီးတော့ real conversation လုပ်နေပါတယ် how we spend our time on our phones ကျွန်တော်တို့ဖုန်းမှာသုံးလိုက်တဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်ဖုန်းကြာကြီးသုံးတဲ့ခါကျတော့ကျွန်တော်တို့ရဲ့အချိန်လေးကမလိုအပ်ပဲနဲ့ကုန်သွားမယ်မရည်ရွယ်ပဲနဲ့အဲ့ဒီရဲ့အကျိုးကျေးဇူးလေးတွေကိုကျွန်တော်တို့ဒီနေ့လေ့လာမှာဖြစ်ပါတယ် so learn to talk about screen time ဒီနေ့ screen time ကိုလည်းလေ့လာရမယ် notifications and doom scrolling notification အကြောင်းနဲ့ doom scrolling အကြောင်းနဲ့လေ့လာရမှာဖြစ်ပါတယ်ရှင် so vocabulary လေးတစ်ချက်ကြည့်အောင် screen time spent looking at electronic screen often your phone screen အဲ့တော့ screen time ဆိုတော့က electronic screen တွေကိုကြည့်ရင်အချိန်ကုန်သွားတာကိုကျမတို့က screen time လို့ခေါ်တယ်ရက်ဖန်ရက်ခါဒါမှမဟုတ်မကြာခဏကျမတို့ဖုန်းကြည့်တယ်ဆိုရင်ဖုန်း screen ကြည့်ရင်လည်း screen time လို့မှတ်ပါတယ် TV ကိုကြည့်ရင်လည်းကျမတို့ screen time လို့မှတ်ပါတယ် okay so doom scrolling ဆိုတာက using your phone or smart device to look at one negative story after another for a long period of time making yourself feel happy okay so doom scrolling ဆိုတာကဖုန်းတို့ကျမတို့ smart device တို့ smart TV တို့မှာသွားပြီးကျမတို့ negative story တွေကြည့်မယ်ကိုယ်နဲ့စိတ်အဆင်မပြေတဲ့ story တွေကို long period of time အချိန်ကြာကြီးကြည့်မယ်ကြည့်ပြီးသွားရင်ကိုယ့်ရဲ့စိတ်ကလည်းအဆင်မပြေဘူးအဲ့လိုအကြောင်းအရာတွေကိုလည်းဇက်တိုက်မကြည့်ဘဲမနေနိုင်ဘူးဆိုရင်ဒါကကျမတို့က doom scrolling ဆိုတာကဖုန်းပုတ်တယ်ဆိုတော့အချိန်ကြာကြီးရွယ်ချက်မရှိဘဲနဲ့ဖုန်းပုတ်တယ်ဆိုတဲ့ပုံစံမျိုးပြောလို့ရပါတယ် so notification ဆိုတာတော့ message ဖြစ်တယ် that app used to encourage you to check your phone notification ကကျမတို့ဖုန်းထဲမှာတွားကြည့်ဖို့အတွက်ပေါ့နော်ဖုန်းထဲမှာတွားကြည့်ဖို့အတွက်ကိုကျမတို့က encourage ဆိုတော့ကျမတို့တွားကြည့်ဆိုတဲ့ပုံစံမျိုးပေါ့နော်တွန်းပို့ရပေါ့အဲ့တော့ notification တွေ့ပြီဆိုရင်ဘာပြောထားလဲမသိဘူးဒီဖုန်းဘာတွေဆက်ပြောမလဲမသိဘူးဆိုတဲ့ပုံစံမျိုးကျမတို့တွန်းပို့တဲ့ဒီ little message လေးကို notification လို့ခေါ်ပါတယ် so addiction ဆိုတာ habit or activity that you cannot easily stop doing အကျင့်ဇာတိဒါမှမဟုတ်လို့ရှိရင်အမှုကျင့်လှုပ်ဆောင်ချက်တွေကကျမတို့ချက်ချင်းရပ်ပစ်လို့မရတဲ့ဟာမကောင်းမှန်းသိတဲ့ချက်ချင်းရပ်ပစ်လို့မရတဲ့လှုပ်ဆောင်ချက်တွေကျမတို့ addiction ဆွဲလန်းခြင်းလို့ခေါ်ပါတယ်တဲ့ okay so vocabulary လေးလည်းသိသွားပြီဆိုတော့ကျမတို့ real conversation လေးကိုသွားကြည့်ကြအောင် Hello and welcome to Real Easy English. Real Easy English မှာကြိုဆိုပါရစေ In this podcast, the podcast ထဲမှာတော့ we have real conversations in easy English to help you learn. ကျွန်တော်တို့က real conversation အမှန်တကယ်စကားပြောနေတဲ့ပုံစံလေးနဲ့အင်္ဂလိပ်စာကို learners တွေအတွက်ကိုသင်ပေးမှာဖြစ်ပါတယ် I'm Neil. ကျွန်တော် Neil ဖြစ်ပါတယ် Baker ကပြောရဲAnd I'm Baker. You can find a video version of this podcast. မင်းကဒီ video version podcast ကို along with the transcript နဲ့တူတူရှာတွေ့ပါ transcript ဆိုတော့ကျမတို့ကဒီ dialogue ပေါ့နော် conversation dialogue ကိုသူ့စကားပြောတဲ့အတိုင်းကိုကျမတို့ကဇက်တိုက်တဲ့ပုံစံမျိုးသူတို့ဇက်တိုက်ထားတဲ့အတိုင်းကိုချရေးထားတဲ့ဒီချပြီးတော့သူတို့ပေးထားတယ်ပေါ့နော်ready ပေါ့နော် ready for read ဆိုတဲ့ပုံစံမျိုးလေးပေါ့အစင်သစ်ဖတ်လို့ရအောင်ပေါ့နော်အဲ့ဒါမျိုးလေးကျမတို့ transcript လို့ခေါ်ရဲ to help you learn on our website ကျွန်တော်တို့ website မှာဒီ transcript နဲ့အတူတူလာပြီးတော့ဒီ version လေးနဲ့အတူတူဖတ်လို့ရပါတယ်အဲ့ဒါကတော့ bbclearning.com ဖြစ်ပါတယ် So Neil hi Baker how are you Neil ကပြောရဲ Baker ရေနေကောင်းရဲ့လား Baker ကပြောရဲ I'm well thanks Neil how about you မင်းရောနေကောင်းရဲ့လား I'm pretty good Today we are talking about phones ဖုန်းတွေအကြောင်းပြောကြမယ်လေဒီနေ့ Now Baker အခုလက်ရှိရတော့ how much time do you spend on your phone every day မင်းဖုန်းထဲမှာတနေ့အချိန်ဘယ်လောက်သုံးလိုက်လိရှိလဲဖုန်းကြည့်ရဲ့အချိန်ကဘယ်လောက်ရှိလဲပေါ့နော်အဲ့လိုလေးမေးပါတယ် Oh I don't know the number အရေးအတွက်တော့မှတ်မထားမိဘူး I haven't checked my screen time သူ့ရဲ့
ဒီ screen time လေးကို in a while ဖုန်းသုံးနေစဉ်ကာလအတွင်းတော့မစစ်ထားမိဘူးပေါ့နော် so your screen time is the time in which you spend looking on your phone screen time ဆိုတာကကြတော့ကျမတို့ဖုန်း screen ကိုကြည့်နေရပဲဖြစ်ဖြစ် TV မှာပေါ့နော် sorry ဖုန်း screen ကိုကြည့်နေရပဲဖြစ်ဖြစ် TV မှာသွားပြီးတော့ screen time ပေါ့နော် TV ရဲ့ screen ကိုသွားပြီးတော့ကြည့်နေရဖြစ်ဖြစ် smart device တွေသုံးနေတဲ့အခါမှာကြည့်တဲ့ဒီအချိန်ကိုကျမတို့ screen time လို့ခေါ်ပါတယ်ရှင် so I probably would guess that to ခန့်မှန်းချေသူခန့်မှန်းရမယ်ဆိုလို့ရှင်တော့အနည်းဆက်ဆုံးပေါ့နော် so I spend quite a few hours looking at my phone သူဒီဖုန်းကိုပေါ့နော်နိုင်တော်တော်ကြာလောက်ထိတော့သုံးဖြစ်တယ် how about you မင်းရော yeah I spend probably a lot of time on my phone every day ဖုန်းကိုသူတနေ့ဖုန်းကိုပေါ့နော်အချိန်တော်တော်ကြာကြီးပေးဖြစ်တယ်လို့လေသူ့ကိုသူထင်တယ် Neil ကပြောတယ် and I'm not really happy about that အဲ့အတွက်လည်းသူမပြော because I think it's a waste of time အဲ့ဒါကအချိန်ပုတ်တယ်လို့ယူဆတယ်အချိန်ဖြုံးတယ်လို့ယူဆတယ် but I do it ဒါပေမဲ့လည်းလုပ်တာပဲ like millions of other people လူတန်းပေါင်းများစွာလုပ်တယ်လို့မျိုးသူလုပ်တာပဲ yeah I mean phones can be very useful ဖုန်းကအချိန်တွေခုနပြောသလိုပေါ့နော် sorry I mean phones can be very useful ဖုန်းကကျမတို့အတွက်အရန်အသုံးဝင်တယ် you can get information very quickly information တွေကိုမြန်မြန်ဆန်ဆန်ကျမတို့ရတယ် yeah this is true they are also really handy ဖုန်းကလက်ကင်ဖုန်းဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုinformation တွေလည်းကူကူရတယ် of course for finding out information quickly and you can do lots of things that used to be quite hard to do yeah you can do lots of things ဆိုအလုပ်တော်တော်များများလုပ်ရတယ် that used to be ဆိုတာက that used to be အရင်က quite hard to do အရင်ကတော်တော်ခက်ခဲတဲ့အရာတွေကိုအခုတော်တော်များများဖုန်းထဲမှာလုပ်လို့ရနေပါပြီအဲ့သဘောမျိုးပြောတာ yeah one of those things that we can probably do better with phones ဖုန်းနဲ့လုပ်လို့ရတဲ့ထဲကပိုကောင်းတာလေးတစ်ခုကဘာလဲဆိုလို့ရှိရင်တဲ့ to connect with people လူတွေနဲ့ဆက်သွယ်တဲ့ and to have contact with people လူတွေရဲ့ contact ကိုရှိတယ်ပေါ့နော် do you get lots of notification from your friends and family on your phone မင်းဖုန်းထဲကနေပြီးတော့ notification တွေကိုပေါ့နော်မင်းတငယ်ချင်းတွေစီကနေပြီးတော့မင်းတော်တော်များများရတတ်လားဘက်ကရေ Neil ကမေးတယ်ပေါ့ sorry ဘက်ကကမေးတယ် Neil ကဖြေတယ် because I don't like spending too much time on my phone ငါဖုန်းထဲမှာအချိန်တော်တော်များများသုံးရတဲ့ဟာကိုမကြိုက်ဘူးအဲ့တော့သုံးမိတယ်ပေါ့အပေါ်မှာလည်းပြောထားတယ် Neil ကသူဖုန်းကိုတနေ့တာမှာသူ့ရဲ့အချိန်ကိုဖုန်းထဲမှာတော်တော်များများပေးပြနေတယ်အဲ့ပေါ်မှာသူအဲ့ဒါကိုမပျော်ရွှင်ဘူးလို့ပြောထားတယ် so အဲ့လိုမျိုးသူဖုန်းကိုအချိန်ပေးရတယ်မကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ I turn off my notification သူ notification ကိုပေါ်လာရင်ဖုန်းကင်မိမှာဆိုလို့ turn off လုပ်လိုက်တယ် now notification are the little message that you can get from apps application ကနေရတဲ့ notification ပဲဖြစ်ဖြစ် when people or the apps want to tell you something လူတွေဒါမှမဟုတ် application ကနေပြီးတော့ download လုပ်ပါတို့ upgrade လုပ်ပါတို့လူတွေကလည်းပေါ့နော်စာတွေပို့မယ်ပေါ့အဲ့တော့စာပြန်ပါတို့ for example ပေါ့နော်အဲ့လိုမျိုးလေးတွေဆိုရင်ဖုန်းထဲကိုသွားပြီးကြည့်မိနေမယ်ဆိုရင်ကြည့်ရင်လည်းဒီကနေဒီဟိုရောက်အဲ့လိုဖြစ်မှာဆို notification ကို turn off လုပ်ထားလိုက်တယ်ပေါ့နော် so Becker ကပြောတယ် okay so that's a good tip really ဒါအရင်ကောင်းတာပဲ if you want to reduce your screen time မင်းရဲ့ screen time ကိုမင်း short ချခြင်းလဲဆိုလို့ရှင်နော်မလုပ်ရမလဲဆိုရင် is to turn off your notification ကိုပိတ်လိုက်ပါ yeah I also try not to do doom scroll what's doom scrolling doom scroll မလုပ်ဖို့အတွက်ကိုစူးစမ်းပါတယ် doom scrolling ဆိုတာဘာလဲ that's probably how I spend a lot of time on my phone ဖုန်းမှာအချိန်အများကြီးသုံးတာဟာကိုပြောတာပေါ့နော် so when you doom scroll ဖုန်းကိုပုတ်မယ်ဆိုရင် you look at negative news story or negative story တွေ့မယ် or things negative အကြောင်းအရာတွေတွေ့မယ် that make you feel maybe a bit upset or a bit sad အဲ့ဒါကမင်းကိုဝမ်းနည်းအောင်အဲ့ဒါကစိတ်အဆင်မပြေအောင်လုပ်မယ် and you just keep scrolling and scrolling and scrolling and အဲ့အကြောင်းအရာတွေကိုဆက်ရှာမယ်ဆက်ပုတ်မယ်ဖုန်းကိုဆက်ကြည့်မယ်ဆိုရင် it really doesn't make you feel good အဲ့ဒါကမင်းကိုပျော်ရွှင်အောင်လုပ်ပေးမှာမဟုတ်ပါဘူး and so if you do like you beggar a lot of doom scrolling so
မင်းလိုပဲ doom scrolling လုပ်တဲ့သူတွေပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင် so if you do like you Baker a lot of doom scrolling so မင်းလည်းအဲ့လိုပဲလုပ်မယ်ဆိုလို့ရှိရင်တော့doom scrolling လုပ်တဲ့ဟာတော်တော်များများကိုကျမတို့ကဘယ်လိုပြောလို့ရလဲဆိုရင် that could be a sign of an addiction ဆွဲလန်းခြင်းတစ်မျိုးရဲ့လက္ခဏာလို့ပြောလို့ရတယ် now an addiction is something addiction ဆိုတာကတစ်စုံတစ်ခု that you can't stop doing ဆိုတာမရပ်တတ်နိုင်ဘူးလုပ်နေတယ်မရပ်နိုင်ဘူး so for example an obvious example is ထင်ရှားတဲ့ဥပမာတော့ smoking ဆက်လက်တောက်တဲ့ people who smoke ဆက်လက်တောက်တဲ့လူတွေက they have an addiction ဆွဲလန်းခြင်းဆိုတာရှိတယ်။ဘာလို့ဆွဲလန်းတာလဲ smoke addiction is something they have to do တခုခုကိုသူတို့လုပ်မယ်ဆိုလို့ရှိရင် and we hear a lot about phone addiction ဒါကြောင့်မလို့ငါတို့လည်းဖုန်းဆွဲလန်းနေတဲ့သူကြောင့်တော်တော်များများကြားရပါတယ်တဲ့ and it's really hard to stop an addiction အဲ့တော့ addiction ဖြစ်နေတဲ့ဆွဲလန်းနေတဲ့သူတော်တော်များများကရပ်တန့်ဖို့ခက်ခဲပါ even though I know doom scrolling is very bad for me and it doesn't make me feel good doom scrolling ကကြတော့ကျွန်တော်အတွက်ကမကောင်းဘူးဆိုတာသိတယ်စိတ်အဆင်မပြေဘူးဆိုတာသိရင်ပဲ I can't stop doing it ဒါကိုမရပ်နိုင်ပါဘူး I don't think you're alone ဒါမင်းတယောက်တည်းလည်းဖြစ်နေရလို့ငါမထင်ဘူး Becker ရေ but do you think most people like at their phone too much လူတော်တော်များများသူ့ဖုန်းပေါ်မှာအချိန်အများကြီးပေးလို့ရှိတယ်လို့မင်းထင်လား I do ငါထင်တာပေါ့ I think that it doesn't matter how old you are မင်းအသက်ဘယ်လောက်လဲဆိုတာပေါ်မှာမမှုတည်ပါဘူး I see phone addictions with people my age ငါအသက်အရွယ်မှာရှိတဲ့လူတွေလည်းဖုန်းဆွဲလန်းနေတာမြင်ဘူးတယ် people younger ငါထက်ငယ်တဲ့သူတွေလည်းဆွဲလန်းနေတာမြင်ဘူးတယ် people older ငါထက်ကြီးတဲ့သူတွေလည်းဆွဲလန်းနေတာမြင်ဘူးပါတယ် I think that a lot of people are addicted to their phone လူတော်တော်များများကသူ့ဖုန်းသူတို့ဖုန်းတွေသူတို့ဆွဲလန်းနေကြတယ် yeah if you just look around anywhere ဘယ်နေရာပဲကြည့်ကြည့် most people have their head down ခေါင်းလေးငုပ်ပြီးတော့ at their angle တနေရာကိုသူတို့အာရုံစုစိုက်ကြည့်တယ်ဘယ်နေရာလဲဆိုတော့ looking at their phone သူတို့ရဲ့ဖုန်းပေါ့အဲ့တော့ missing what's going on in the real world တကယ်ကဘာကြီးစစ်မှာဘာဖြစ်နေလဲဆိုတော့ဟာကိုမေ့လျော့နေကြတယ်ပေါ့နော် Okay let's recap the vocabulary we learned in this episode ဒီနေ့သင်ရတဲ့ vocabulary လေးတွေကိုပြန်နှွေးကြည့်အောင် first screen time ပြောသွားတယ် and that's the time that you spend looking at an electronic screen အဲ့တော့ electronic screen smart device တွေကိုသုံးပြီးတော့ကြည့်တာကို screen time လို့ပြောတယ် we usually use it to talk about looking at our phones ဒါကိုလည်းကျွန်တော်တို့ကအများအဖြစ်ဖုန်းကြည့်ချိန်ကနေပြီးတော့ screen time ကိုပိုများများလုပ်ကြပါတယ် we heard doom scrolling is when you look at one story after another story တစ်ပုဒ်ပြီးတစ်ပုဒ် after another and they are usually bad news story အများအဖြစ် negative story လေးတွေဖြစ်ကြရပေါ့နော် so notification are the messages that apps will send you application ပို့တာဖြစ်ဖြစ် to make you check your phone ဖုန်းကိုစစ်ဖို့အတွက်ကို message ပေးတယ်ပေါ့နော်ဖုန်းကိုသွားပြီးတော့အဲ့ခါကျရင်ကန်ဖြစ်သွားတယ်ပေါ့ if something is an addiction တခုခုကိုဆွဲလန်းနေဆို it means that you can stop doing it အဲ့ဒါကိုမရပ်နိုင်ပါဘူး that's it ဒါပါပဲ for this episode for this week's episode of Real Easy English the Real Easy English မှာဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ you can head to our website ကျွန်တော်တို့ website ကိုသွားပြီးတော့ကြည့်လို့ရပါတယ် for a free worksheet to text you what you've learned ဒီနေ့သင်လိုက်တဲ့ vocabulary နဲ့ conversation ကိုပေါ့နော် free work site မှာသွားပြီးတော့ကျမတို့ free worksheet လည်းယူပြီးတော့answer the question လုပ်လို့ရပါတယ် so that's at bbclearningenglish.com ဒါတွေကလည်း bbclearningenglish.com မှာရှိပါတယ် and we'll be back next week with another conversation in easy English နောက်တစ်ပတ်ကျရင်တခြား topic တစ်ခုနဲ့ပြန်လာခဲ့ပါမယ် goodbye for now bye bye ဘေကာက bye bye ပြောရ okay